ရက်ွက်တဲ့ကလေးတွေငတ်နေတာကြတော့ထမင်းကျွေးဖို့မုတ်ကျွေးဖို့အဝတ်စားတွေဝယ်ပေးဖို့တမလားသူတို့တက်နေတဲ့အကြောင်းလေးတွေမှာစာသင်ကုန်တွေလူဖို့စိတ်ကူမကူမိုးလင်းရင်အမှတပတ်လေးလှုပ်ပြီးတော့ယောဂီလေးဝယ်ပြီးတော့မဲသွန်းလောင်းရတာတမျိုးရွှေသွားချတာတမျိုးလက်သွချုပ်ပြီးလူပလိုက်တာတို့ကျန်းတာခမရတို့အုံနောက်တွေပါလေချီးစားပြီးကြီးလာခမရတို့အုံနောက်တွေကတကယ်ပဲအိမ်မှာတနေ့ချီးရပဲစားနေကြတာကျန်းတာဖရားကိုလက်သွချုပ်ပြီးလူပလိုက်တယ်တို့လက်ကောက်ကြီးလူပလိုက်တယ်တို့စိန်ဖရကြီးလူပလိုက်တယ်တို့ဖရားကဘာလုပ်ရမှာလဲနည်းနည်းပါလူလိုလဲစဉ်းစားကြအောင်လူလိုလဲစဉ်းစားကြအောင်ဂေါရမဟာဘယင်ဖြစ်မဲ့လူနော်အဲ့ဒီရွှေတွေဗရက်တွေလက်စွပ်တွေအဲ့ရွှေတွေစိတ်နေရဘာလို့ဘူးလဲသူတို့အဲ့ဘဝကိုတော့စွန့်လို့ပြီးတော့ခမရလဲလူသေးကောင်တွေရှိကပိတ်စာကိုအဝတ်တွေကိုလိုက်ယူပြီးတော့အဲ့ပိတ်စာတွေချုပ်ပြီးတော့သင်္ကန်းဝတ်ပြီးတော့စေးဆိုးပြီးဝတ်တဲ့ဂေါရမအောင်ပြည်သူလူထုကိုသူ့အဝတ်စားတောင်ဒုက္ခမပေးဘူးခမရတို့ဘာဖြစ်တယ်ခမရတို့မှာအဲ့လောက်တော့အုံနောက်မရှိကြတော့ဘူးလားခမရတို့အုံနောက်တွေပါလဲချီးစားပြီးကြီးလာတာခမရတို့အုံနောက်တွေကတကယ်ပဲအိမ်မှာတနေ့ချီးရပဲစားနေကြတာဘာတွေစားနေကြတာဒီလိုဟာဒီအားလုံးကိုစွန့်လွတ်ပြီးတော့ရှိသမျှအကုန်လုံးဗျာအဖေအမေတွေရောမိမရောထားပြီးတော့မြင်းတကောင်နဲ့ထွက်သွားပြီးတော့သပင်မှာစွန့်လွတ်ရှိသမျှအကုန်စွန့်လွတ်ပြီးတော့တယောက်တည်းချောင်းနဲ့လုံးခမရတရားထိုင်တဲ့လူတယောက်ကိုခမရတို့ဟာသူ့လမ်းဆိုရင်တော့ခမရစဉ်းစားဒီစိတ်ရွှေဝငွေရတနာတွေပတ်စံတွေကားတွေကြောင်းကောင်းတွေတိမ်တွေဘလောက်မိုက်တဲ့ဟာတွေဖျားစေတီတွေနဲ့မဆိုင်ဘူးချီးတုပ်တွေရဲ့တော်တော့